နန်းဝါရေခလိစာချက်နေတော့ဘာဖြစ်လို့မီးဖွင့်မပေးတာလဲအလင်းရောင်လေးနည်းနည်းရှိနေသေးလို့ပါတော်ကြဘက်ထရီအားကုန်သွားလို့ရှိရင်ညကြိုင်မှောင်ကြီးမဲကြီးနဲ့နေရအောင်မယ်ဒီမှာဒီဒေသလူတွေတစ်သက်လုံးအဲ့လိုပဲမှောင်ကြီးမဲကြီးတွေမှာနေလာတာဒီဆိုလာပြီးတော့မှအစိုးရလာပြီးအလကားတက်ပေးပါလို့အားကုန်တော့ဘာဖြစ်လဲဒီကောင်အနည်းဆုံး၈နာရီတော့ခံပါတယ်ပထမညမနိုင်ကတော့တီထောင်သူအနာရထာမင်းပကံခေဒုတိယညမနိုင်ကတော့တီထောင်သူဘရင်နောင်မင်းတခုခေတကြညမနိုင်ကတော့တီထောင်သူအလောင်းမင်းတယောက်ကုန်းပေါင်ခေတော်တယ်ကွာတားလီကြက်နော်ကျမဘာမှအမှားမရှိဘူးကျမတယောက်တည်းရှိတာအိမ်တော်စုမှာအဲ့တော့ကျမအိမ်တော်စုရှင်းတော့ဘာမှမအောင်ပေါ့နော်ဒါနဲ့ခုကဦးသိန်းရှင်းပြတာလေရွေးကောက်ပွဲကော်မရှင်အိမ်တော်စုရှင်းပေါ်မှာမေစုတက်ကအခုဆိုဘယ်လောက်ရှိနေလဲအိမ်တော်စုရှင်းကိုလည်းလုပ်ပြီးတော့အရှိတိုင်းကို့အမေနဲ့တစ်နှစ်ထဲတစ်လထဲမှာမွေးတာဆိုတော့ခုဆို86နှစ်လောက်ရှိပြီပေါ့ငါတို့မရှိဘာဖြစ်သွားပဲထင်လဲဟဲ့လားမြအပေးမွေးဘူး15မိနစ်လောက်ပဲဝေးချီသိရင်တော့နန်သွားမယ်ဒီတော့ရေးကြီးရဲ့ကျမ်းမာယူဟိုစာအုပ်ကြီးမှာ8ချိန်လောက်ပဲထည့်ထားတာတော့ရက်ဆက်လုံးတယ်ကွာသူတို့ကြတော့129ချိန်ကြီးများတော့မတရားလားတရားပြောမင်းဖုန်းခေါ်တာတို့ငါပြန်ဆက်လိုက်တာကျွန်တော်အဖေစီကိုဖုန်းခေါ်နေတာအဖေဖုန်းမကင်လို့အဲ့နဲ့ကိုကြီးဖုန်းကိုလှမ်းဆက်လိုက်တာအဖေတရားထိုင်လို့ဖြစ်ပါလိမ့်မယ်ငါလည်းကိုအိမ်မှာမဟုတ်ဘူးကွာဆေးရုံမှာအဖေကမင်းဘာပြောစရာရှိလို့လဲဟယ်လိုတီဟာလည်းဒီနေ့လာမယ်တဲ့ကြီးကဒီနေ့လူဆောင်လာမဲ့သဘောရှိတယ်ကွာစားဖို့တောက်ဖို့နဲ့လိုအပ်တာပြည့်စုံအောင်စီစဉ်ထားနော်ဩရှင်တို့တော့နောက်ကျနေကျမအားလုံးစီစဉ်ပြီးသွားပြီရှင်သာစိတ်ဝါပို့တွေအင်တယ်မလားနဲ့နော်ကျမတော့လုံးဝအကက်ခံမှာမဟုတ်ဘူးဟေးချစ်တယ်ဆိုချစ်တာပဲလေနှလုံးသားချင်းဘလောက်နေလူချင်းကတော့ခက်ခွာနေမှရမယ်ဒါပဲငါမိမတော့ဘယ်ချိန်ကစီစဉ်ထားလိုက်မှန်းတော့မသိဘူးအကွက်ကိုစေးနေရပဲဟိုကောင်နေများသိရင်လေဖျားတော့ဖျားတော့အောင်ပဲကျွန်တော်အုပ်ချုပ်ရေးမှုစားဖြစ်တော့ငေါချမ်းမှာတက်ကြရရှိတာဒီရှိသလားဒီတိုင်းပဲကြာတာမှဒီပါလိမ့်မယ်အခုဆိုရင်ဟိုမြို့ထဲမှာဆိုကတ်ရနာမခင်ရတဲ့မရှိတော့အခုကျွန်တော်ဒီစံပရာမှုနာမရှိနော်စံပရာမှုနာမရှိဆိုရင်နိုင်လုံးကတ်ရနာလုပ်ပြန်တမျိုးလုံးနိုင်လုံးကတ်ရနာလုပ်ပြန်တောင်းတူလည်း
မားတွေလည်းအခုပုံမှန်ချင်းဝင်ဆိုတာရှိတယ်။ဥပမာတေကောက်ကိုတကိန်းဆိုကြပါလို့ပေးနေတယ်။ပေးတဲ့ဒီအခုကိုပြီးရောကဖြစ်လို့ဒီတောင်သူလည်းသမားတွေအခက်အခဲရှိနေဆိုမှသူကအတိုးမယူဘဲနဲ့9000တေက9000 5000ရှိပြီလေ။အဲ့တော့ခင်ဗျားတို့လည်းစဉ်းစားဖို့လိုတယ်ဒီလိုအစိုးရမျိုးရနိုင်မလား။ကျွန်တော်အသက်55နှစ်ရှိပြီဒီမျိုးအစိုးရတော့ကျွန်တော်မမြင်ဘူး။တချို့ကဘာဖြစ်ဘာလို့ပြင်းမဲ့ဘာဖြစ်မှရှောက်ပြောတာ။လက်တွေ့ရေးစီတာကိုလက်တွေ့လာနေပြီနော်။ခင်ဗျားတို့မသိမှာပါကျွန်တော်ကြောင်းနေစားတော့ရုံးကလည်းရှင်းနေပေါ်နေဟိုဘက်ကထားလိုက်စောင်းစားခွင့်ရပတ်စားပြရလားမပြရလားကဲငါတို့ချမ်းတော်မှာဘယ်တော့ပြရလဲဒီတော့9000နဲ့ဆိုဟုတ်တယ်နော်ကဲခုပြရသေးလားမပြည့်တဲ့ဒီဘာပြပြလဲလာဆောင်အောင်အေးဒါလေးပြည့်တယ်ဒီဘယ်တော့ကောင်းလဲဟုတ်တယ်မလားတော့ချမ်းသာတယ်ဒါလားတော်တော်အောက်တန်းကြတယ်လို့ကွာ ဒီပေါင်းကွာမင်းကကြောင်းဆရာဆိုတော့မေးရအောင်ပဲဒီလေးကအုပ်ချုပ်ရေးမှုပြောတာတွေကဟုတ်ကောဟုတ်ရဲ့လားကွာ ခင်ဗျားလူပြိုကြီးဆိုတော့အဲ့ဒါတွေပဲသိပါမလဲဗျာဒီဘက်အစိုးရလက်ထက်မှာကျွန်တော်တို့ပညာရေးရလေတော်တော်ပြောင်းလဲလာတာဗျာ ကျောင်းဖွင့်ချိန်မှာဗလာစာအုပ်လေး100စင်လောက်မစွတ်မဖို့ထောက်ပံ့တာကိုရေးကြီးခွင်ကြီးလောက်ပြီးတော့ပညာရေးစနစ်ကြီးပြောင်းလဲသွားပြီလေအံ့ဩပါရဲ့ဗျာ ဒီမှာဟဲ့လူကျောင်းဖွင့်ချိန်မှာကျောင်းဝင်ကြီးတွင်းဖို့ဗလာစာအုပ်ဖို့တွင်းဖို့အတွက်ဖားရှာငါးရှာထွက်ရှာရင်းနဲ့ပိုးထိပြီးတည်သွားတဲ့ကလေးတွေဒီကျောင်းဝင်ကြီးလေးကိုမတွင်းနိုင်လို့ကျောင်းထွက်ပြီးတော့လမ်းဘေးမှာဘောပြက်သွားတဲ့ကလေးတွေကျွန်တော်တို့တိုင်းပြည်မှာအများကြီးပဲအဲ့ဒါခင်ဗျားသိလားအခုဘယ်လောက်ကောင်းလဲဟမ်အခမဲ့ပညာရေးစနစ်တဲ့တပြားမှပေးကြမလို့တော့ဘူးဒီမှာဟဲ့လို့ကျွန်တော်ဟာကျောင်းဆရာတယောက်အနေနဲ့ပဲဖြစ်ဖြစ်ကလေးမိဘနေရာပဲဖြစ်ဖြစ်ပြောင်းလဲလာတဲ့ဒီပညာရေးစနစ်ကိုကျွန်တော်သဘောကျတယ်အရင်တော့လို့ဓာကျက်ဓာဖြစ်စနစ်မဟုတ်တော့ဘူးကျွန်တော်တို့တိုင်းပြည်မှာအဓိကပြဿနာဖြစ်နေတာဓာကျက်ဓာဖြစ်ဆိုတဲ့စနစ်ဆိုးရဲ့လောင်းရောက်ကိုရောက်နေလို့ပဲကိုပိုင်တွေးခေါ်တွေကိုပိုင်အသိဉာဏ်တွေကိုပိုင်အယူဆတွေဘာတစ်ခုမှမရှိတော့ဘူးအဲ့တော့ခင်ဗျားသိလားဒီရထားကြီးထွက်ချိန်မမီဘူးဆိုနောင်နာကသိမ့်သေးကြရရအောင်ကြောင်းနောက်ကြောင်းနေရအောင်မေမေနိုင်မဖြစ်မယ်မေမေနိုင်မဖြစ်မှာပါဒါနောက်ဆုံးနဲ့အကောင်းဆုံးတွင်ရစုအောင်မြင်မှုကတော့တဲ့မှာဒီဝင်းသားရွှေသိစိတ်ဒီခေတ်ကလေးတွေကနေပြီးတော့မှကားမောင်းသားလာတာစောက်ပြတ်တတ်နေတဲ့လမ်းနေတဲ့နှစ်စဉ်နှစ်တိုင်းလာစဉ်လာတိုင်းဖာနေတဲ့ဖာလန်းနေတဲ့တို့တို့မောင်းလာခဲ့ရတာဒီဟာကိုထိုက်စပိမပြောနဲ့၄-၅လောက်ထဲလိုက်ခဏနဲ့ပြန်ထောင်းလိုက်ရိုက်နဲ့ကျင်းနဲ့ကွက်နဲ့မောင်းလာရာကနေအခုအန်ရီအစိုးရ9နှစ်တာလက်ထက်မှာဟာဒီမှာလမ်းတွေကြည့်လိုက်သမားကြည့်သမားအန်ရီအစိုးရ9နှစ်တာလက်ထက်လမ်းဗျာရှင်းရှင်းလေးဒီအစိုးရဒီလိုလုပ်ခဲ့တာရှိလေဒီအစိုးရတိတ်ကတည်းမတည့်တဲ့အစိုးရမခိုးတဲ့အစိုးရဘယ်လိုလိုင်းမှာရှောက်ရင်းတာဘယ်သူကဘယ်လိုခိုးတယ်ဘယ်ညာခိုးတယ်တိုင်လေးတိုင်လို့ရနေတာတိုင်မရလို့မင်းတို့အနောက်ကနေပြီးတော့အကောက်ပုံးနေနဲ့ဝါဒီတိုက်ပြီးတော့လိမ့်ညာရေးတင်နေကြတာပဲမဟုတ်ဘူးလားမခိုးတဲ့အစိုးရလမ်းဆိုတာဒီလိုလမ်းမျိုးခေါ်တယ်အောက်မြဲမြဲမှတ်ထားနော်တိုးတက်လာတဲ့လမ်းညီမ
တူတူဖွင့်ပါလားနိုင်ငံကြီးတွေပါနေတယ်လေကြိုက်တဲ့လူလည်းရှိမယ်မကြိုက်တဲ့လူလည်းရှိမယ်လေ အကိုကြီးကလည်းဘာလို့ကြောက်နေရလဲအရင်ကမှမဟုတ်တော့တာ ဟုတ်တယ်လေအဲ့ဒီဗီဒီယိုဖိုင်နဲ့ဘဲပြောတာအမှန်နေကြီးပဲကျွန်တော်ကြည့်ပြီးပြီကျွန်တော်အသက်20တက်ဒီလမ်းမှာကားမောင်းလာတာမဟုတ်လင်မရတဲဦးဖြတ်မောင်းလို့ပဲအာကြိုက်နေကွက်တယ်ကြီးပဲခုမှကောင်းသွားတာ ဟယ်လိုမမလာနေပြီလားညီမလေးလေးလမ်းမှာယောက်ျားတော့ခွင့်မရတာနဲ့ခေါ်မလာတော့ အေးငါလည်းလာနေပြီလမ်းမှာငါလည်းတူတူပါပဲဟဲ့မိသားစုတွေမပါပါဘူးသူတို့လည်းလှုပ်တယ်မအားကြဘူးလေဟဲ့ဒါနဲ့နေဟိုရောက်ဗမာတဲမှာလဲငါကတော့ဟိုတယ်ဘုတ်ကင်လုပ်ထားတယ် အဖေရုံလာတာအဖေအိမ်မှာမတဲပဲမမဟိုတယ်မှာတဲမလို့လား ဟာလူတွေရှုပ်ရှုပ်နဲ့ငါမနေတတ်ပါဘူးဟုတ်အေးစစ်စစ်လွတ်လွတ်လပ်လပ်ပဲကောင်းတယ်နေလည်းငါနဲ့တူတူဟိုတယ်မှာလိုက်တယ်လေ ချိန်တော့ဟာညီမလေးတို့မောင်နှမတွေစီစီလုံးလုံးနဲ့ဒီအိမ်ကြီးဒီအရေးအောက်မှာပဲမရှိအတူရှိတူနေခဲ့ကြတာလေအခုလိုအချိန်မြင်မှာခိုးခွဲခြားခြားမလုပ်ပါနဲ့မမရဲ့ ဟာနေမသိတာတွေအများကြီးရှိသေးတယ်ဖေးနဲ့လည်းစကားပြောရတာတိတ်အဆင်မပြေပါဘူးပြီးတော့ဟိုကောင်မြတ်သွင်းသူနဲ့စုံကိုမစုံချင်ဘူးသူ့အကူညီလေးတစ်ခါတောင်းမိပါတယ်ជីជីကြဲကြဲနဲ့အေးပြီးတော့ဒါပဲရောက်ရင်တွေ့မယ်နော် Facebook ပေါ်မှာနာမည်ကြီးလို့မရမကလိုက်ရှာဝယ်ပြီးဖတ်ကြည့်လိုက်တာမျက်စိတွေကိုတမ်းမြင်တာပဲတို့ရွာကတခိုးတွေပြောပါတယ် ဘာခင်များဒီလောက်တော့သဘောကျနေတော့ကိုစင်မရဲ့ ဟာဒီမှာမင်းဖတ်ပြီးပြီလား ကြာပေါ့ဗျာဒီစာအုပ်ကိုမှမဖတ်ရရင်ခစ်မမီမှာစိုးလို့လေခစ်နဲ့အမိလိုက်နိုင်အောင်မနှဲရှာဖတ်ထားရတာဗျာ ဟုတ်ဒါနဲ့နေစမ်းမအဲ့ဓာတွေကိုဘာဖြစ်လို့ဟိုလူတွေကအုံးမလုံးအုံဖို့ဖြစ်ပြီးကြော်ညာပေးနေရတာလဲဟမ် ကိုစင်မလေဗျာပြည်သူတွေကအမေလို့ခေါ်ရင်အမေစုကိုယူရမယ်အားလုံးကသိတယ်လို့တခိုးလို့ဆိုရင်လည်းဘသူ့ကိုခေါ်မှန်းအားလုံးကသဘောပေါက်ပြီးသားပဲလေဗျာအနာရှိတော့လေစကြတာဗောဗျာ ဟုတ်မယ်ဟုတ်မယ်ဟုတ်မယ် ကဲကျွန်တော်လည်းဆေးရကိုဆေးကမ်းမှာတွားကြိုလိုက်အောင်ပဲဗျာ ဟုတ်ပါဗျာသွားပါစာအုပ်နာမည်တော့လှတယ်ကွာတခိုးတဲ့ဟမ်လိုက်ပါပဲလိုက်ပါပဲ ဟာကိုလက် 啊，这个， ကိုလက်ကလည်းနော်အဖေနဲ့လာတော့ပင်နီးတကားကားနဲ့မပြောလိုက်ရှင် 这个没呀，俺对空没说啥机会，俺思维比比人单带来呀路啊哈。 မျက်စိရှိကန်းလန့်ဖြစ်နေတော့ပြောရမှာပဲကျွန်တော်ဘယ်ဘက်ကမှမဟုတ်ဘူးကျွန်တော်လွတ်လပ်ခွင့်နဲ့ကျွန်တော်ပဲအခုလာမယ့်ရေကောက်ဝဲမှာတော့ကျွန်တော်မဲထဲချင်းမှထက် ဘာလဲမင်းကနိုးဖို့တမလား ဟုတ်တယ်လေကိုလက်ကကျွန်တော်တရားဟောမလား မဟောပါဘူးကွာမဟောပါဘူးမင်းတမိုင်းထိကနဲ့ကြောင်းပြီးတာနော် ဟုတ်တယ်လေဘာဖြစ်လို့လဲ တမိုင်းတင်တာမအောင်လို့ပြောတယ်ဆရာကြီးဒေါက်တာတန်းထွန်းရဲ့စကားကိုငါညီသိပါတယ်နော် အဲ့လောက်တော့သိပါတယ်ကိုလက်ရဲ့ကျွန်တော်အဲ့လောက်လည်းမပိန်ဘူးကိုလက်ကဘာကိုပြောနေတာလဲ မေးချင်လို့ပါဆန္ဒမဲပြီးတယ်ဆိုပါအတွက်လဲ ရှင်းနေတာပဲဗျာအစိုးရဖွဲ့ဖို့ပေါ့ဒါပေမဲ့ကျွန်တော်တယောက်တည်းမဲမပေးရနဲ့ဘာဖြစ်သွားမှာမလို့လဲ တိတ်ဖြစ်တာဗောငါညီကမင်းကိုအဲ့ဒါပြောချင်တာရွေးကောက်ပွဲမှာလေပါတီရဲ့ဆန္ဒမဲပေါင်း3000တန်းမကရနေပါစေနောက်ဆုံးမဲလေးတမဲအသာရရင်လည်းအဲ့အသာရတဲ့ပါတီအနိုင်ရတာပဲကွာအဲ့ဒီတော့မင်းမပေးလိုက်ရတဲ့အဲ့ဒီမဲလေးတမဲကြောင့်မ
မင်းမကြိုက်ဆုံးပါတီကြီးကအာဏာရသွားမယ်ဆိုရင်ဘယ်လိုလုပ်လဲမင်းအနည်းဆုံး9နှစ်လောက်ထိုင်ပြီးဗိဇ္ဇာပွားနေရမှာနော် ရွှေကောက်ပွဲနီးလာနဲ့တပါတီတစ်မျိုးမဲဆွဲနေကြတာပါတီတွေကလည်းအများကြီးပဲအာယုံနောက်တွေဗျာ မနောက်ပါနဲ့ငါညီဟာပါတီတွေဘလောက်များများတကယ်တမ်းအစိုးရဖွဲ့နိုင်တဲ့ပါတီကဘယ်နှခုရှိတာမို့လို့လဲအဲ့တော့ပါတီတစ်ခုချင်းစီရဖြတ်တန်းလာခဲ့တဲ့တမန်ကြောင်ရှေ့ဆက်အကောင့်ထဲပေါ်မဲ့လမ်းစဉ်တွေကိုကြည့်ပြီးရွေးပြီးတော့မဲပေးပေါ့ငါညီရဲ့ဓမ္မမဲပေးတယ်ဆိုတာလေကိုယ့်အုပ်ချုပ်မဲ့အစိုးရကိုကိုယ်တိုင်ရွေးချယ်ခွင့်ရတဲ့နိုင်ငံသားတယောက်ရဲ့အမြင့်ဆုံးအခွင့်အရေးနော်ကဲငါညီကိုမေးမယ်ကွာမင်းဒီမိုကရေစီစနစ်နဲ့အာဏာရှင်စနစ်ဘယ်အောင်ကြိုက်လဲ ဩအာဏာရှင်စနစ်ကိုတော့ဘယ်သူကကြိုက်မှာလဲဗျာ ကြိုက်တယ်လူတွေကကြိုက်တယ်ငါညီကတော့အာဏာရှင်စနစ်ကိုမကြိုက်ဘူးဆိုတော့ကိုယုံပါလေကွာဒါပေမဲ့တို့နိုင်ငံမှာဖွဲ့စည်းပုံအရဝေဝါးနေတဲ့မဲတွေကြောင့်အဲ့အာဏာရှင်ဘက်ကိုအချိန်မြွေးရိမ့်ရိုင်သွားနိုင်တယ်ဆိုတော့မင်းတို့သဘောပေါက်ဖို့လိုတယ်ဒီမှာငါညီမဲပေးတယ်ဆိုတာပါတီစုံဒီမိုကရေစီစနစ်ရဲ့အခြေခံအုတ်မြေကွာ ဟဲ့ဒီမိုကရေစီပဲတွင်တွင်អော်ပြီးပြည်သူပြည်သားတွေထမင်းမဝရင်လေအလကားပဲဟေ့ အော်သမီးရောက်လာပြီလားလမ်းမအဆင်ပြေတယ်မလား ဖေကလည်းကိုကားနဲ့ကိုလာတာပဲဥစားဘာအဆင်မပြေစရာရှိလို့လဲ ဩအဖေရဲ့အဖေသမီးကဘောစီမမကြီးပဲဟာဒီလောက်ကားကောင်းစားကြီးနဲ့လာတာအစင်မပြေရှိပါဟဲ့ငဲကောင်နင်ကလေအရင်တိုင်းပဲနော်109 110ဘေးထိုင်ဘူးပြောတဲ့အကျင့်ကခရစ်တီကိုမပြောက်သေးဘူးလူကိုတွေ့ရင်နည်းနည်းလေးရိလိုက်ရမှာပြောဦးမပြောချင် ရိုးရမပြတ်ပဲဟေ့လူကမရောက်သေးဘူးအတန်တွေကကြားနေရဗျဘာတွေဖြစ်နေကြဗျပြီလဲဟမ် ဘာမှမဖြစ်ပါဘူးကျွန်တော်မိုင်းကိုစားနေ ဖို့ဖို့နေကောင်းတယ်နော် ကောင်းပါလေငါမီးရဲ့အေးအဝေးရောက်မြည်တွေထဲမှာဒီမီးလေးတယောက်ပဲအဖိုးစီကိုမမရောက်တာခိုင်းစရာရှိရင်လဲငါမီးလေးကိုပဲခိုင်းရတယ်ကျန်တဲ့မီးတွေကကြီးလာတော့မမီးရတော့ ဖေကလည်းသူတို့လုံးနဲ့သူတို့ရှုံနေလို့ပါဖေရဲ့ အော်အေးပါကွယ်အေးပါ အဖေကိုထင်းတို့ရောက်လာပြီဗျ ကိုစင်မဘာရက်ကြည့်နေရလဲဒီမှာပစ္စည်းအတဲ့နေမမြင်ဘူးလားဖုန်းကြီးပွဲအတွက်ရွှေပစုံတွေအများကြီးဝယ်လာတယ်လာတဲ့ပေးအောင် ဟုတ်ကဲ့လာတော့ အော်ဟုတ်သားပဲတပတ်ကကြာရင်အမေးဆုံးသွားတာ9နှစ်ပြည့်မို့လို့ဆုံးကဖို့တန်ဃာလေးပင့်ထားတာပဲဟာကိုစင်မဗျာအရင်ရမလုပ်နဲ့လေဗျာဖိတ်ကုန်လိမ့်မယ်ဒါအဖေတွေပဲဗျာပေးပေး ဒုက္ခတွေ့ရနဲ့ဟောက်တော့တာပဲဘလောက်တောင်အကျင့်ပါနေလဲမသိ ဒီပါကိုသက်ရှိထရတော့ဟဲရောင်းပါလေဟာမိုင်းလာလိုက်တာဟဲကြည့်စမ်းဟာအယ်ဗင်နဲ့ပါလားကြည်ရတာစိတ်လက်ဆူပြေနေရတဲ့တူတယ်သူများလက်ဆောင်ပေးလို့ပါမမရဲ့မမလည်းပေးနိုင်ပါတယ်ညီမလေးရဲ့အယ်ဗင်နဲ့မဟုတ်ဘူးနော်ဘာကင်းတို့ရှန်နယ်တို့ကြိုက်တာပြောဖြစ်စေရမယ်အဓိကခိုင်းမိုးပဲလိုတာမမင်းနဲ့တော့ရောင်းမ အဖေအားရှိသွားအောင်လို့တရုတ်တန်းကနေတကူးတကားဝင်လာတဲ့ဝါဥဆံပြုတ်လေး ဝါ ဝါဥဆံပြုတ် ဝါဥစံပြုတ်ဝါဥစံပြုတ် အော်ဟိုဆန်ပြုတ်နာမည်ကြီးနေတဲ့ဆန်ပြုတ်
ကောင်းမကောင်းအချန်ရဟာလား တရားတယောက်ပဲကြံတော့တယ် လာမှာပါဖေရဲ့ကျွန်တော်စီဖုန်းဆက်ထားတာပဲဟာ မင်းတို့အခုလုပ်နေတဲ့ COVID-19 ကပ်ရောဂါကာကွယ်ရေးအခြေအနေဘယ်လိုရှိလဲ အားလုံးသိကြတဲ့အတိုင်းပထမလိုင်းကိုတော့တို့တွေကောင်းကောင်းကြီးနိုင်နေထိန်းလိုက်နိုင်ပြီလို့ပြောလို့ရတယ်ဒါပေမဲ့အခုစစ်တွေဘက်ကနေစပြီးပြည်တွင်းကူးစက်မှုတွေကိုစတွေ့လာရပြီဆိုတော့ဒုတိယလိုင်းစပြီလို့တော့ပြောရမလားပဲတကယ်လို့ဒုတိယလိုင်းသာတကယ်စပြီဆိုရင်တော့ထိန်းချုပ်ရခက်ခဲမှာတခုတော့လည်းရှိပါတယ်ပြည်သူတွေကသာညွှန်ကြားချက်တွေကိုအတိအကျလိုက်နာမယ်ဆိုရင်ပထမလိုင်းလိုပဲဒီဒုတိယလိုင်းကိုလည်းတို့ထိန်းချုပ်နိုင်မှာအမှန်ပဲ ဘာပဲပြောဟဲ့ထိန်းချုပ်ထားတာတွေအားလုံးတော့ဖြေလျှော့တင်တာဖြေလျှော့ပေးဖို့ကောင်းနေပါပြီအားလုံးလည်းငတ်ကုန်ကြပြီ ဩနင်းရလေလက်လို့စပဲလွတ်ပေးလိုက်လို့ဖြစ်မလားစက်ပရိန်ကိုဖိထားနေချက်ချင်းလွတ်ပေးလိုက်ဝုန်းနဲ့ကန်ထွက်ပြီးအကုန်ဒုက္ခရောက်ကုန်ကြမှာပေါ့ လူတွေလည်းခတ်ပါတယ်ဗျာ COVID-19 စဖြစ်ဖြစ်ချင်းတော့လည်းနိုင်ငံခြားမှာတော့သေကုန်ပြီဒီမှာဘာမှမလုပ်ကြသေးဘူးလားလောတော့မချသေးဘူးလားဘာလားနဲ့အခုလည်းကြည့်နောက်တစ်မျိုးလာတယ် ဟဲ့လူဆိုတာစားဝတ်နေဆိုတာရှိသေးတယ်ဟဲ့အိမ်ထဲမှာဒီတိုက်ထိုင်နေပြီးအငတ်ခံနေလို့ဖြစ်မလားပတ်စံဆိုတာရှားရမှာပေါ့ အေးအဲ့ဒီပတ်စံဆိုတာမသိမချင်းရှာနေရမှာတည်သွားရင်ရှာလို့မရဘူးအခုလဲတတ်နိုင်တယ်လို့ဖြေလျှော့ပေးနေတာပဲစက်ယုံတွေလုံးယုံတွေစားတောက်ဆိုင်တွေဟိုတယ်တွေကအစပြီးတော့ဒီကိစ္စမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အမေစုကိုယ်တိုင်ဗီဒီယိုကွန်ဖရင့်ဇင်းတွေလုပ်ပြီးတော့ပြည်သူနဲ့ဓာတ်ရိုက်ထိတွေ့လိုအပ်ချက်တွေဓာတ်ရိုက်မေးဓာတ်ရိုက်စီမံကွက်ကဲပေးနေတာပဲဥစား ဘာပဲဖြစ်ဖြစ် COVID-19 ကိစ္စမှာတော့ NLD အစိုးရရဲ့ကင်တွယ်ပုံအမှတ်ပြပေးရမှာပဲဘသူဘာပြောပြောရှိရဲ့အားလေးနဲ့အကောင်းဆုံးလုပ်သွားနိုင်တယ်လို့ကျွန်တော်တော့မြင်တယ် ကျွန်တော်တို့တိုင်းပြည်အရန်ကန်ကောင်းပါတယ်ကျွန်တော်တို့ကအနီရောင်ဆင့်ရောက်ပြီလို့တော့တွက်ထားတာ မင်းကကန်အောင်နဲ့လုပ်နေငါတို့ကသေတော့မယ်စီစုမဲစုလူအင်အားလေးနဲ့စီစုမဲစုဝယ်ချမ်းထားတဲ့စက်ပစ္စည်းတွေအသက်ကိုရင်းပြီးလုပ်နေရတာ ဘွားတော့ဟောအောင်မလေးရောင်ပြီးထွက်သွားတော့ပါရိုက်ခံအောင်မယ်ဟိုမမဟုတ်ကဲ့မရှိပါမမရှင်မမတော့လို့ရှိလေဟုတ်လားဟုတ်ကဲ့အချိန်မီပြန်အောင်ပါမမရဲ့စိတ်ချပါမမအဘကိုလည်းပြောပေးနော်ခိုင်းစရာရှိတာခိုင်းပါလို့စိတ်တိုင်းကြဖြစ်စေရပါမယ်လို့မမဟုတ်ကဲ့ပါမမဟုတ်ကဲ့ရှင်မမဟုတ် ဒီလိုပါရည်နဲ့ရရှိတဲ့မိမမျိုးရထားလို့ငါညီကကောင်းစားနေတာ哦 ငါချွေးမနဲ့မီလီရောနေကောင်းတယ်မလား ဟုတ်ကောင်းပါတယ်ဖေ အလုပ်တွေရောဆင်ပြေလား ပြေးပါတယ်ဖေအလုပ်ကနည်းနည်းတော့များတာပေါ့အခုသားတို့ကုမ္ပဏီကဒီအောင်ကြီးဆုံးလျှက်စစ်စွမ်းရင်စီမံကိန်းအတွက် service နေရလို့ပါ ဆိုလာနဲ့လျှက်စစ်တော့မှာပေါ့ဟလားမင်းအောင်ဒီစွမ်းနေဆိုလျှက်စစ်တာဘယ်လောက်များထွက်မှာမလို့လဲ စီမံကိန်းအခု30ရနေပြီးတော့မီဂါဝတ်1060လောက်တော့ထုတ်ပေးနိုင်မှာပေါ့အခုတနိုင်ငံလုံးအတိုင်းအတာနဲ့လက်ရှိထုတ်နေတာကမီဂါဝတ်3600ဆိုတော့တို့တနိုင်ငံလုံးသုံးနေတဲ့လျှက်စစ်မီရဲ့3ပုံ1ပုံထပ်တိုးပြီးတော့ထုတ်ပေးနိုင်မှာ စီမံကိန်းကအခု30တောင်ဆိုတော့ဖယ်ဖျားဝင်တော်မူပြီးမှပြီးမှာ စီမံကိန်းကအခု30ဆိုပေမဲ့ပြည်တွင်းပြပကုမ္ပဏီ155ခုလောက်ကိုတင်နာခေါ်ထားတာတင်နာအောင်တဲ့ကုမ္ပဏီတွေကလည်း6လတည်းမှာအပြီးတိဆောက်ပေးရမှာနောက်နှစ်နွေရာသီလောက်ဆိုရင်တော့လျှက်စစ်မီစပြီးတော့ပေးနိုင်ပါပြီ မီးပေးနိုင်တာတော့ဟုတ်ပါပြီမင်းတို့ကမီတာကရောတိုးကောက်အောင်ပါလား ရင်းတော့အစိုးရလျှက်စစ်မီကိုအရှုံးခံပြီးတော့ဖြန့်ဖြူးပေးခဲ့တာအခုလိုမီတာကတွေတိုးပြီးကောက်လိုက်တော့အရှုံးလည်းမပြတော့ဘူးရင်းတော့စိုက်ထုတ်ခဲ့ရတဲ့ငွေတွေကလည်းလျှက်စစ်မီရဖို့ခက်ခဲတဲ့ကြီးလက်ဒေသတွေကိုပုံအောပြီးတော့သုံးပေးနိုင်တာပေါ့အခုဆိုရင်
အစိုးရကလျှက်စစ်မီတွေ့တမ်းမှုခတ်တဲ့ကြီးလက်တွေကိုဆိုလာမီကိုအခမဲ့တက်ဆင်ပေးနေတာအဲ့လိုလျှက်စစ်မီရမှကြီးလက်ကဘဝတွေကတိုးတက်လာမှာဒါမှကြီးလက်နဲ့မြို့ပြအစင်တန်းကွာဟမှုကကျင်းမြောင်းလာမှာအဲ့ကြောင့်မှကျွန်တော်တို့တိုင်းပြည်ကတိုးတက်မှာဗျာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမှာအစိုးရတောင်းရင်ပဲလေကွာအရင်အစိုးရတွေလည်းသူ့ဟာနဲ့သူတော့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့ကြတာပဲလေလောက်ခဲ့ကြတာတော့မှန်ပါတယ်ကွာဒါပေမဲ့လုံပုံလုံနီးနဲ့စေတနာမြတ်တာအဲ့ဒါတော့ကွာတယ်ကွာ ဟုတ်တယ်ကိုပြောမှန်တယ်စေတနာမြတ်တာတွေမှာအများကြီးကွာသွားတာဘယ်ဆိုရမဆိုတိုင်းပြည်တိုးတက်အောင်လုပ်ပေးရဆိုတော့မှန်ပါတယ်ဒါပေမဲ့ရှေ့ဆိုရဆက်ဆက်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့2015ခုနှစ်အထိ34ရာခိုင်နှုန်းပဲလျှစ်စစ်မိရတယ်အခု NLD ဆိုရက9နှစ်ပဲလုပ်ပါသေးတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့54ရာခိုင်နှုန်းမိရနေပြီသူတို့နှစ်ပေါင်း90ကျော်လုပ်ခဲ့တာ34ရာခိုင်နှုန်းအခုအမေစုက9နှစ်ပဲလုပ်ပါသေးတယ်54ရာခိုင်နှုန်းဆိုတော့စဉ်းစားကြည့်လေရာခိုင်နှုန်း20တိုးတက်လာတာဟာဒီပုံစံအတိုင်းဆိုရင်အမေစုတာနောက်10နှစ်အုပ်ချုပ်ခွင့်ရလိုက်ရင်တိုင်းပြည်လုံးမီးလင်းပြီပေါ့ဒါပေါ့ကွာအဲ့ဒါကြောင့်မလို့2030မှာတိုင်းပြည်လုံးယာနှုံးပြည့်မီလင်းရေးဆိုပြီးကြွေးကြော်နေတာပေါ့ကွာ အေးကွာလျှက်စစ်မိသားလုံလောက်ရမယ်ဆိုရင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမဲ့သူတွေလည်းဝင်လာမယ်တစ်တော်တွေလည်းခုတ်ပြီးရောင်းစားကြမလို့တော့ဘူးပေါ့ကွာခုတ်เสียတစ်တော်လည်းမရှိတော့ပါဘူးဗျာတပီလုံးကတောင်ကရုံးနေကြီးပဲကိုလက်တို့ပါတီက2030အထိအစိုးရဆက်လုပ်အောင်မယ်ပေါ့လေပြောတော့ဖြင့်အာဏာမယူဘူးဆိုဟာမင်းကလေဘယ်ပါတီအများဇက်ကဖို့ထောင်ထားတာရှိလို့လေကွာအားလုံးကအာဏာလိုချင်လို့လုပ်နေကြတာကြီးပဲအေးဒါမဲ့တခုတော့ရှိတယ်အဲ့ဒီရလာတဲ့အာဏာကိုကျိုးအတွက်သုံးမဲ့ပါတီလားပြည်သူလူထုအကျိုးအတွက်သုံးမဲ့ပါတီလားဆိုတာတော့ကြွားသေးတယ်ပြည်သူလူထုကယုံကြည်လို့ဆန္ဒမဲပေးပြီးတိတ်ကာရှိရှိတက်လာတဲ့အစိုးရပဲကွာပြည်သူလူထုကဆက်လက်ထောက်ခံနေလို့ကတော့2030မကောင်း2040ဖြစ်ဆက်လုပ်ရမှာပဲလေမင်းကလေအမလေးဟဲ့ဖြည်းဖြည်းပြောလဲရပါတယ်နင်တို့အစိုးရလက်ထက်ရောက်မှလေဥပဒေရခုတစ်မျိုးတော်ကြတစ်မျိုးနဲ့ဘသူ့ကိုဖေခေါ်မှန်းကိုမသိအဲ့ဒါနေလုံးဝမှားသွားပြီဥပဒေရအခုတစ်မျိုးတော်ကြတစ်မျိုးမဟုတ်ဘူးအရင်အစိုးရလက်ထက်ကလည်းဒီဥပဒေပဲအခုဆိုရလက်ထက်မှာလဲဒီဥပဒေပဲဥပဒေနဲ့အညီဆိုလို့ရတာဘယ်ပထွေးမှဖေခေါ်စရာမလိုဘာကွာသွားလဲဆိုတော့အရင်ဆိုရလက်ထက်တုန်းကတော့ဒီဥပဒေကိုတည်ကျိုးလို့အတိုးလျှော့လုပ်လို့ရအပေးယူနေဒီဆိုရလက်ထက်မှာမရဘူးအဲ့ဒါမကြေမနက်ဖြစ်နေကြတာဒါပဲအေးငါတို့စီးပွားရေးသမားတွေကတော့ငွေပေးပြီးကိုလှုပ်ချင်ရလှုပ်လို့ရတဲ့ခက်ကိုပဲကြိုက်တယ်ရှင်းရှင်းပဲပြောမယ်ဟာနင်တို့ဆိုရလက်ထက်ရောက်မှလေဘယ်သူမှအဆင်ပြေမနေဘူးမယုံလို့ရှိရင်အငယ်မတို့ဝန်ထမ်းတွေကိုလည်းမေးကြည့်အောင်အဆင်ပြေနေရဲ့လားလို့အရင်ကလိုခိုးလို့လည်းမရခိုးလို့လည်းမရတော့ဝန်ထမ်းတွေဘတ်ဂျက်တော့ထိရပေါ့ဒါပေမဲ့တိတ်လည်းမလုပ်ရဲဘူးတော်ကြတယောက်ယောက်ကချွန်တွန်းလုပ်လိုက်လို့အာဂရီနဲ့ညီပြီးကားသွားမှလည်းကြောက်ရသည် ဒီမိုကရေစီရဲ့အနှစ်ရတာဆိုတာအဲ့ဒါပဲကိုမဟုတ်တာလုပ်ရင်ကြောက်မှာပဲငါတို့နယ်ဘက်ကဝန်ထမ်းတွေဆိုရင်လေဒီအစိုးရကိုသဘောကျလုံအားကြီးလို့ဘာမှမတက်ပဲအသွင်ပြောင်းပြီးရောက်လာတဲ့ကောင်တွေဟိန်းလားဟောက်လားကိုမခံရတော့လို့တဲ့ကဲဒီတိုင်းပြည်ရဲ့ပြဿနာအဲ့ဒါပဲဌာနတိုင်းမှာလူမှန်နေရမှမဖြစ်တာနေရာတကကဏန်းတော်သွားပြီးကန့်လန့်တိုက်နေရတယ်သူတို့အကိုကြီးရလဲဗျာဘာဖြစ်လို့ negative တွေကြီးပဲပြောနေတာလဲဟျော negative ပါကွာ negative ညာ negative မင်းကဒုက္ခကလေးအမေရိကအကျေအကေဒေါ်နေထွင်းပြောတာဒေါ်နေထွင်းဒေါ်ထွင်းစနေဟာဒီမှာမလုပ်ချင်လို့လှုပ်ပေးထားတာပါနော်အဲ့ဒီလောက်လဲမန်တက်မနေကြပါနဲ့အစင်လာမှမလုပ်ရတာဘာမှမရှိဘူးမလုပ်ချင်လို့ကြည်နေတာကျောင်းစီယာအမြင်နဲ့ပြောရရင်အဲ့ဒါလူမိုက်စကားပဲထမင်းစားပြီးကြက်ပြည့်တဲ့လူမှန်ရင်မလုပ်သင့်မလုပ်ထိုက်တာမလုပ်ဘူးမလုပ်သင့်မလုပ်ထိုက်တာတွေကိုလုပ်ခဲ့လို့လဲလက်နက်ကင်ဖွဲ့စည်းတွေပို့တိုးပြီးတော့ကဘာမှာပြည်တွင်းစစ်နှစ်အကြာဆုံးဖြစ်ခဲ့တာနှစ်ပေါင်း60ကျော်လာပြီအခုချိန်ကြီးငြိမ်းချမ်းရေးမရသေးဘူးအဲ့ဒါဘာပြောမလဲငြိမ်းချမ်းရေးကပြောလို့သာလွယ်တာ
တိုင်းရင်းသား135မျိုးနဲ့သဘောတူညီချက်ရဖို့ဆိုတာတွေ့တဲ့ကိစ္စတော့မဟုတ်ဘူးဒီကြားထဲမှာကန့်လန့်တိုက်နေတဲ့သူတွေရှိသလိုနောက်ကွယ်ကကြိုးကင်ထားတဲ့လက်မဲကြီးရလည်းရှိတယ် ငင်းညာကြီးကမရသေးဘူးဆိုပေမဲ့လည်းအရင်အထက်ဆိုင်တော့တော်နိဆက်လာပါပြီဆွေးနွေးပွဲတွေရက်ဆိုင်လူနီးအခြေအနေကနေအခုဆိုလို့ရှိရင်ဘုံသဘောတူညီချက်တွေတောင်ရထားပြီပဲ ကိုထွေးတို့မဲယုံနေဝင်းပြင်ထုတ်ပေးရတော့မယ်ဆို အဲ့လိုတော့ကြားတာပဲ ကောင်းတာပေါ့ဒါမှလည်းကိုကြိုက်တဲ့ပါတီကိုမဲပေးလို့ရတာပေါ့ဒါနဲ့မင်းတို့လင်မယားနှစ်ယောက်ကဘယ်ပါတီကိုမဲထည့်ဖို့စဉ်းစားထားလဲ အော်မေးနေရသေးတယ်ကျမတို့ကတော့ လူတကိုအကြိုက်တဲ့မျိုးတော့ရှိကြမှာပဲတကယ်ရေးကြီးတာကတော့နိုင်ငံသားလွှမ်းမိုးတဲ့ပါတီကိုမဲမပေးမိဖို့ပဲ ကိုလေးဟိုနိုင်ငံသားဆိုတာတာကောတွေကိုပြောတာလား အကုန်လုံးကိုပြောတာကွာ ဒါမှအချုပ်ချာအာဏာတည်တံ့ခိုင်မြဲမှာ ဟာအဲ့ဒီစကလုံးကိုနှကြားပြေးကတ်နေကြာပြီကွာမင်းတို့ဟာတစိမ့်ရှိနိုင်ငံသားနဲ့နိုင်ငံသားကိုအကြောင်းပြပြီးအိမ်ကျယ်လှုပ်ရှင်နေကြတာ ဟုတ်တယ်နိုင်ငံခေါင်းဆောင်တယောက်လှုပ်တော့မယ်ဆိုရင်အမြင်ကျယ်ဖို့လိုတယ်လူစင်မိဖို့လည်းလိုတယ်ဒါမှလည်း ICJ တရားရုံးလိုနေရာမျိုးမှာသွားပြီးတော့ဒန်းတူရည်သူစကားပြောနိုင်မှာသူများနဲ့လုံးလူတောက်တူမရှင်နိုင်လို့ကတော့ငါသားဖဲ့ပေးမယ်ဆိုပြီးတော့ကိုတိုင်းပြည်ပဲဖြည်းဖြည်းချင်းပဲ့ပါသွားမှာဒီခေတ်ကလေလက်နဲ့အားကိုနဲ့စစ်တိုက်ပြီးနေချက်တဲ့ခေတ်မဟုတ်တော့ဘူးစီးပွားရေးနဲ့နေချက်တဲ့နီးပညာမီဒီယာခေတ်ဖြစ်နေပြီ ထော်ပါပြီဒီတစ်ခါတော့ NLD ကိုလုံးဝမဲမထဲတော့ဘူးသူတို့လက်ထက်ရောက်မှစီးပွားရှာလို့မကောင်းတာတော့ဘလို့မှငင်းလို့မရတဲ့အချက်ပဲ ခက်ပါလားတကယ်တမ်းကျတော့လူချင်းရင်းနှီးရင်ပေးလို့ကမ်းလို့ရရင်အစင်ပြေတာကိုစီးပွားရေးကောင်းတယ်လို့ထင်နေကြတာပလင်းတူဘူးစို့တဘိုးရဲသမားတွေကနီးမှန်လမ်းမှန်သွားနေတဲ့အစိုးရပေါ့ဒီလိုမြင်ကြတာတော့စမ်းမဟုတ်လေ ဘာပဲဖြစ်ဖြစ်ငါတို့စီးပွားရေးသမားတွေအပေါ်မှာဒီအစိုးရတာဝန်မကျေဘူးလို့ခံစားရတယ် အစိုးနဲ့ကောင်းဆိုတော့တွန်တွဲနေမှာပဲနော်သူတို့ရဲ့လုပ်ပိုင်ခွင့်တွေထဲမှာအကန့်အသတ်တွေရှိနေမှာတော့ဘလို့အပြည့်ကတာဝန်ကျေနိုင်တော့မှာလေဟမ်အနေဒီမှာလွဲတာလည်းရှိမယ်အစဲခံရတာလည်းရှိမယ်စကားကြော်တာလည်းရှိမယ်တာဝန်မကျေပြွန်တာလည်းရှိမယ်အရေးကြီးတာအမားရဲ့နောက်ွယ်မှာရိုးသားဖို့ပဲလိုတယ် ငါတော့ NLD ပဲမဲထင်မယ်စိန်ကောင်းလူကောင်းမျိုးကဟောက်တော့ကြောက်နေရတဲ့ခစ်ကိုပြင်မသွားခြင်းဝင်းကြီးချုပ်မရင်အဲ့ဒီဝင်းကြီးချုပ်ကိုတရားစွဲလို့ရတဲ့ခစ်မှာပဲနေမယ် ဟုတ်တယ်ကျက်စုပြီးခစ်ကိုတော့ပြန်မရောက်ချင်တော့ဘူး ညီမလေးကဝန်ထမ်းဆိုတော့ဘသူဘာပြောကိုနေစားချောင်မဲ့ပါတီကိုပဲမဲပေးရမှာပဲ ရှုပ်ပါတယ်ဘာမဲမှပေးမနေတော့ကိုထမင်းကိုစားပြီးအေးဆေးလေးပဲနေတော့မယ် right ငါမောင်လေးမှန်တယ် ဟာဟဲ့အောင်ငဲကောင်အဲ့ဒါဆိုရင်တော့မင်းတို့စင်တဲ့ခွင်နဲ့ဝင်သွားပြီရွေးကောက်ပွဲမှာငါတို့ NLD ကမျှမျှတတရှင်ပြိုင်နေရတယ်လို့များမင်းထင်နေလား no ဟဲ့အောင်မဟုတ်ဘူး25ရာခိုင်နှုန်းအစိတ်သားအကျော်ပေးပြီးပြိုင်နေရတာရွေးကောက်ပွဲမှာမင်း90ရာခိုင်နှုန်းကျော်မရတာနဲ့အာနာရှင်ကညွန်ပေါင်းလုပ်တော့မှာကွာညွန်ပေါင်းဖြစ်တာနဲ့တမရနေအောင်အာနာရှင်ကတက်မှာမင်းနားလေလားဒါမှမင်းတို့ no vote သမားတွေတိထားဖို့ကအခုလာမဲ့ရွေးကောက်ပွဲရလူကြီးအနိုင်ကျင့်နှိပ်စက်တဲ့အာနာရှင်နဲ့နေမလားလူလိုဆက်ဆံတဲ့အစိုးရနဲ့နေမလားဆိုတာကိုအဆုံးဖြတ်ပေးမဲ့ရွေးကောက်ပွဲကိုယ့်ရဲ့ရွေးချယ်မှုကကိုနေရမယ့်ဘဝပဲနော်ဟေးမင်းလည်း no vote ပဲလုပ်မနေနဲ့အာနာရှင်ဆိုတာတစ်ခါလိုက်25နှစ်ကြာတယ်ကွာနားလေလား ကျွန်တော်က NLD ကိုမဲထည့်မယ်ဆိုပေမဲ့ကျွန်တော်မိမကတော့သူ့တိုင်းသားပါတီကိုပဲမဲထည့်မယ်တဲ့အဲ့ဒါမှသူတို့မျှော်လင့်နေတဲ့ Federal ပြည်ထောင်စုကိုမျှော်လင့်ခွင့်ရှိမှာတဲ့ ဟာကိုငယ်အဲ့ဒါဆိုရင်တော့ဟဲ့
ငါအခုပြောမဲ့စကားကိုမင်းမောက်တေးသေးချာချာပြန်ပြောပြလိုက်ပါကွာနော်တိုင်းသားတွေလိုချင်တဲ့ Federal ကိုတွားချင်တယ်ဆိုရင်အမေစုဦးဆောင်တဲ့ LND ကိုပဲမဲပေးပါလို့နော်တိုင်းသားတွေရဲ့ခံစားချက်နဲ့တိုင်းသားတွေရဲ့အကျိုးကိုခံစားနားလည်ပေးနိုင်တာအမေစုတစ်ယောက်ပဲရှိတယ်ဘာလို့လဲဆိုတော့ NLD အာဏာမရခင်ကတည်းကအမေစုက Federal ပြည်ထောင်စုကိုတိဆောက်မယ်လို့ကြွေးကြော်ထားပြီးသားဒါကြောင့်မလို့အတွေးခေါ်တွေဘေးမချော်စေနဲ့လို့မင်းမောက်တေးချပြောပြလိုက်ဟုတ်ကဲ့ဇွတ်ကြီးကိုမဲဆွဲနေတာပါလားကျမကတော့ဘလောက်ဆွဲ no ပဲအေးပါငါလည်းဇုံလုံးကန်းနေတဲ့သူတွေကိုတရားပြမနေပါဘူးလောကကြီးမှာခိုးစားသူနဲ့ရိုးသားသူကိုခွဲခြားခြားသိရင်ကိုပဲမှန်မှန်ကန်ကန်မဲထဲလို့ရနေပါပြီအဲ့ဒီတော့ပတ်စံနဲ့အခွင့်အရေးကိုပဲမျောကိုပြီးယက်တီမလားနှလုံးသားတွေကစံထားနဲ့ရင်ထဲကမြတ်တာကိုအရင်ခံပြီးယက်တီမလားဆိုတာတော့မင်းတို့တွေကိုယ့်အကိုစဉ်းစားဆုံးဖြတ်ကြပါကွာတော်ပါပြီငါနဲ့ကြည်များတော့တိုးတက်သွားမလားဆိုပြီးစောင့်ကြည့်လာတာသက်သက်မြင်စောနာပဲဖတ်တယ်ဟုတ်တယ်ကျွန်တော်လည်း2015တုန်းက NLD ကိုပဲအာဂုတ်ကြီးနဲ့မဲပေးခဲ့တာပြောထင်သားဆိုလည်းဘာမှဖြစ်မလားအချိန်နဲ့တိတ်နှမျိုးဖို့ကောင်းတယ်ဗျာပြောလိုက်စင်ကာပူကြော်တက်မယ်စင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့ရောင်အောင်မရမဖမ်းနိုင်မင်းတို့ဘာပဲပြောနေတယ်မလွဲတာလို့ဆက်ပြီးစင်းရဲနေအောင်မယ်ဆိုရင်တော့မှငါတော့ရိုးသားတဲ့ပြည်သူခေါင်းဆောင်အမေစုရဲ့အစိမ်းအောက်မှာပဲနေမယ်အဲ့ဒါငါခံယူချက်ပဲငါတို့တွေစကားများနေကြလို့အဖေစိတ်မကောင်းဖြစ်သွားတာနဲ့တူတယ်မမစင်နာပြနေတဲ့လူတွေဘာဖြစ်လို့တနာနဲ့ပြတ်တက်တာလဲဟင်သူတို့လည်းထမင်းရပြရတာပုံမောင်လေးရဲ့တနာပါတယ်နော် ငါမီးလေးတို့ဘာတွေကြည့်နေကြတာလဲ မောင်လေးက88အထိမ်းအမှတ်ခန်းနာကိုဘာလို့ကျင်းပရတာလဲဆိုပြီးမေးနေလို့88သမိုင်းကြောင်ရှင်းပြနေရပါပူပူသမီးကတော့88ကိုမမီလိုက်ပေမဲ့ဖေဖေခဏခဏပြောပြထားလို့နားယူသွားပြီးသားလေ88
အထိတ်မှလုပ်တယ်ဆိုတာရင်းနေအသေးတဲ့အသားတွေကအလုံးမမြေဖြောက်ပြနိုင်စွာမရှိလို့ကျင်ပါကြတာဆိုပါတော့ကွအခုမြေးလေးတို့လည်းအဖွာဆုံးသွားတဲ့အာနေပြည်အထိတ်မှထွက်ကောင်းမှုကုသိုလ်တွေလုံးပြီးအမြတ်တမ်းပေးဝေဖို့အဖိုးစီရောက်လာကြတာပေါ့လားဟုတ်ပါတယ်ဖိုးဖိုးဒါနဲ့ဒီကကောင်မင်းလေးကိုစိုက်ပြီးမှဖိုးဖွားကဆုံးသွားတာဆိုတော့ဒီကကောင်မင်းလေးကလည်း9နှစ်ကျော်လောက်ရှိပြီပေါ့နော်ဒါဆိုတားတက်တက်နည်းနည်းပဲငင်တာပေါ့နော်ဒါပေါ့မောင်လေးရဲ့看我们啊，现在我可得，现在你看我嘞，这个表演里干嘛啦啊？拉包面是吧？表达呀啦，现在你看ผิดตัวเอาเลย。ရှင်းလင်းရသေးတာဒါတော့မှချစ်ချင်းစိုက်ပြလို့မရသေးဘူးစိုက်မဲ့ပင်ကိုအရေးအောင်မှတာတလားလောက်မရေလောင်းပြရသေးတာရာသီဥတုပူပြင်းသွားကြရင်လည်းအဖူးမဖူးပဲကြွေးကြသွားတဲ့သေးတယ်အဖူးဖူးရင်လည်းဘုံမအနေကနေပြီးတော့ကာဝယ်ပေးရတယ်။ရီလံပေါက်တဲ့အလုပ်ကိုလည်းအချိန်မှန်လုပ်ပေးနိုင်မှအဖူးဖူးပြီးပွင့်လာဟေးရဲ့ဒီရွယ်ရောက်မှဘာလို့ပင်ပန်းခံနေတာလဲကိုလည်းခရူးဆိုင်အောင်မှာပေါ့အဖေတက်လည်းမငယ်တော့ဘူးလေအော်အေးအဖေကျမ်းမှာပါတယ်အဖေနဲ့သက်တူရွယ်သူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်တတိကျော်ကျော်နဲ့တိုင်းပြည်ရဲ့တာဝန်ကိုထမ်းဆောင်နေသေးတာပဲတစ်တပင်လောက်တော့ဖေးဆိုင်နိုင်ပါသေးတယ်ပြီးတော့သွားလေသူသားတို့သမီးတို့အမေကခန့်ကိုပန်းကိုချစ်တယ်လေခုနတုန်းကသားတို့သမီးတို့ငင်းညခုံရတာကိုထိုင်ကြည့်နေရင်နဲ့အဖေတခုစဉ်းစားမိတယ်အပင်လေးတစ်ပင်ရှင်သန်ကြီးထွားဖို့တော့မှဒီလောက်အချိန်ကြီးပေးရတာနိုင်ငံတနိုင်ငံစနစ်တစ်ခုနေရင်းညချင်းချက်ချင်းတိုးတက်ပြောင်းလဲသွားဖို့ဆိုတာမဖြစ်နိုင်အချိန်လိုတယ်ဒီငန်းတဲ့အတွင်းမှာ NLD အစိုးရဆောင်ရွက်ခဲ့တာကိုပြန်လေ့လာကြည့်လိုက်မယ်ဆိုရင်ပထမပြုပင်လေးရှင်သာအောင်မြင်လာလို့ညီပင်မော်ကိုချပြီးတော့ဆက်လိုက်တဲ့အဆင့်နောက်ဒီအပင်ကလေးရှင်သန်ဖွံ့ဖြိုးတိုးတက်လာအောင်ပုံမွားအန္တရာယ်တွေမကြောက်ရအောင်ရောစားတဲ့တဲ့ဥဒ္ဒစေဖြန့်တန်ဖြန့်နဲ့အရေးတကြီးကြီးနဲ့ကာဝယ်ဆောင်ရှောက်ခဲ့ရတဲ့အဆင့်အဲ့ဒါလိုအစစ်စစ်ဖြတ်တန်းလာပြီးတော့ဟောအ
အခုဆိုရင်ပန်းကလေးတွေပွင့်လာတော့မယ်အစင်ကိုရောက်တော့မယ်အဲ့ဒီအချိန်ကြရင်ပန်းပွင့်ကလေးတွေကိုဖះမှာပဲတင်းတင်းကောင်းမှာပဲပန်းပန်းအလုံးကပျော်ရွှင်ကြည်နူးကြမှာပါငါသားတွေငါသမီးတွေငါရဲ့မိကလေးတွေရဲ့ကောင်းပေါ်မှာဒီမိုကရေစီပန်းပွင့်ကလေးတွေနဲ့လှချင်နိုင်လှတင့်တယ်ခြင်းနိုင်တင့်တယ်နေမှာဖေးမြေအောင်နေမိသေးတယ်ဒါပေမဲ့ဖေးကတော့ကံကိုပန်းကလေးတွေပွင့်လာတာကိုဖေးအသက်ရွယ်နေမြင်ချင်းမှမြင်ရတော့မှာပါတော်စုလည်းဒီလိုပဲနေမှာပေါ့လေကောင်းမဲ့ကိုတွေဦးတည်ခြင်းကအရင်ရင်ကိုဇွဲစိတ်တလုံးပြီးခံခြင်းကရိုးသားခြင်းပေးစချင်မှအရာရာဆုံးတည်ဆုံးလို့ရသူလေးလာပလိုက်တမင်းမြဲဦးလေးတွေသစင်တော်မြတ်တာရဲ့မပန်းတွေလူတွေမွေပါစေအမေပြူနေဥယျာဉ်လေးတွေလာပါစေအမေသစ္စာမင်းရဲ့ကဘာမှာအမြဲတမ်းရငြိမ်းချမ်းပါစေသူရဲ့တော်တို့ရဲ့မိမိအသက်အရာကြောင့်ရှင်လို့အေးချမ်းပါစေဒါပေမဲ့အာနာရှင်ကိုတော့တိုက်ခိုက်တယ်အာနာရှင်ကိုမုန်းတီးတယ်ယွန်းရှာတယ်ဆက်ဆုပ်တယ်တမတော်သားကိုချစ်ခင်တယ်လေးစားတယ်ဟိုမစားမသေးုံတမဲစားပြီးတော့အထက်ကအရာရှိတွေခိုင်းတာကိုလှုံနေရတဲ့တမတော်သားတွေနောက်ကျတော့သူတို့တိုက်နေရတာကနိုင်ငံခြားသားတွေမဟုတ်ဟိုတိုင်းသားချင်းချင်းတိုက်နေရတာအဲ့တော့အဲ့ဒီဟာတွေအလုံးကင်းစင်သွားဖို့ကအဲ့အခြေခံဥပဒေ2008အခြေခံဥပဒေကိုကိုလိုပြင်နိုင်မှအဲ့ဒါကိုအပြည့်အဝပြင်နိုင်မှကိုလိုစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံကိုရောက်ရှိမယ်မြန်မာနိုင်ငံကနိုင်ငံရေးစနစ်ကိုအပြည့်အဝမပြောင်းရသေးဘူးနိုင်ငံရေးစနစ်ဘယ်နိုင်ငံမဆိုနိုင်ငံရေးစနစ်ကိုအပြည့်အဝမှန်မှန်ကန်ကန်မပြောင်းလဲရသေးပဲနဲ့ဘာမှမဖြစ်ဘူးဘယ်စီးပွားရေးမှမဖြစ်ဘူးဘယ်ဟိုမှဘယ်စက်တာကိုကြည့်ကြည့်ဘယ်မှအောင်မြင်မှာမဟုတ်ဘူးနိုင်ငံရေးစနစ်ကိုတည်တည်ချာချာကိုပြောင်းလဲနိုင်မှာအဲ့ဒါကိုမလုပ်နိုင်သေးပဲနဲ့စီးပွားရေးအကြောင်းလို့ဘာလို့ပြောနေရဆိုတာကမှန်တော့မှန်ပါအမေရိကန်ပြည်တော်စုဒီခြေခံဥပဒေအချုံနဲ့တပေါင်းများစွာကြာပြီအဲ့နိုင်ငံရေးစနစ်မှန်တဲ့အတွက်လူမျိုးဘယ်လောက်ရှိနေနေဘလို့ဘာတွေပဲရှိနေနေမှန်ကန်တဲ့ဟိုအချုပ်ရေးစနစ်အောက်မှာအကုန်လုံးကဟိုညီညွတ်ဟိုတွားနေကြတယ်မပြောင်းသေးတဲ့နိုင်ငံရေးစနစ်ကိုပြောင်းဖို့ကိုလိုမဲပေးရမယ်မဲပေးရတာမှဒီဒေါ်ဆန်းစုကြည်ဥဆောင်တဲ့ NLD မှာတပါအခြားမရှိဘူးသူ့ကိုပဲမဲပေးရအောင်မယ် no vote ဆိုတဲ့ဟာကရည်ချက်ကတခြားဘာမှမဟုတ်ဘူးခိုးဘက်မှာ25ရာခိုင်နှုန်းအစင်းနဲ့စောင့်နေတယ်ဒါပေမဲ့ even အဲ့ဒီလိုစောင့်နေတာတောင်မှပဲသူတို့အစိုးရဖွဲ့နိုင်ဘူးဆိုတဲ့ဟာကိုတော့သူတို့ရင်းနေတယ်ဒါကြောင့်မလို့ဒီ no vote campaign ကိုစာကြတယ်လို့ကိုတော့မြင်တယ်တော်စုခင်ဗျာအသက်လက်ကြီးလာပါပြီစကောင်းစင်းနဲ့မှာတော့
တရားဟုတ်တယ်အထီးကျန်ဘဝနဲ့နေရရှာတာသူပိုင်တဲ့ကုမ္ပဏီသူပိုင်တဲ့ဟိုတယ်သူပိုင်တဲ့စီးပွားရေးလုပ်ငန်းတွေရဲ့လို့လက်ညှိုးထိုးပြစရာဘာတကူမှမရှိရှာပါဘူးနိုဘယ်ဆုတို့သူကြီးတဲ့စာမှုကားတို့ကနေရတဲ့ဒေါ်လာတန်ပေါင်းများစွာကိုပြည်သူတွေအတွက်ပရာဟိတအကျိုးပြုလုပ်ငန်းတွေလုပ်ဖို့အားလုံးကိုစုတန်းခဲ့တာပါထောက်စုခင်ဗျာအနည်းနဲ့အလားလားကစုပ်ပြတ်တတ်နေတဲ့ရန်ရာကြီးကိုအမျှော်မြင်ရှိနဲ့ပြန်အခြေခံအောင်လို့တည်ဆောက်နေရှာတာ2025လောက်ဆိုသူလုံနိုင်မယ်မလုံနိုင်ဘူးဆိုတာတော့ဘယ်သူမှတတ်အသိကြမပြောနိုင်တော့ဒါပေမဲ့သူအသက်ရှင်နေသေးသူတွေကတော့သိစနေဦးမှာပဲအဲ့တော့သူလုံနိုင်တဲ့အချိန်ကလေးမှာသူလှုပ်ချင်တဲ့စန္ဒာအကောင့်ထဲပေါ်ဖို့အတွက်သားတို့သမီးတို့မြေးလေးတို့ကနေပြီးတော့ဝိုင်းပြီးအကူအညီမပေးသင့်ဘူးလားသူနဲ့အတူခေဝံကိုထားခေလန်းကိုမလျှောက်ချင်ကြဘူးလားကိုလေးဟေးဘာလဲကွာမဲစင်းသွားကြည့်လို့လိုက်အောင်မလားအေးလိုက်မယ်ခဏလေးစောင့်ငါဝစားသွားလိုက်အောင်မယ်တထဗျာအကုန်လေးကဘယ်ပါတီကိုမဲပေးမှလည်းမသိဟာကိုစင်မလည်းသူ့ဟာသူဘယ်ပါတီကိုမဲပေးမဲပေးရင်ကိုနိုင်ငံသားတယောက်ရဲ့တောင်းကကြည်သွားပြီဗျာငါတို့အားလုံးရဲ့ပေးချာကမဲများ LLD ပဲရွေးချယ်မဲပေးမယ်စဉ်းစားထားချိန်တမီပြောင်းလဲဖို့မဲပေးပါစို့ LLD နိုင်ရမည်ဒီလူပါတီနိုင်ရမည် LLD ကိုလေးအမေစုံဘုံဘာတွေအင်ကြီးဝတ်ထားတာဆိုတော့တကယ်ပဲ NLD ကိုမဲပြီးတော့မှာလားဒါပဲပေါ့ဗျာ NLD ကလွယ်လို့မှားတစ်ပါးတစ်ခြားမှမရှိတာ2020နိုင်ကိုနိုင်ရမည် Hey NLD NLD Hey NLD NLD Hey ကြောင်းလဲမှုရစလုံးကို NLD ကိုပဲပေးစို့ You don't know that she on and with me NLD နိုင်ကိုနိုင်ရမည်2020နိုင်ကိုနိုင်ရမည် Hey NLD NLD Hey
မားစင်နဲ့တော့တေချာကြည့်စင်တူဝင်ရှိတယ်ဒီပါဒီပုံလေးတေချာကြည့်တွေ့နော်ဟောဒီကျဲကကျဲပြူအကြီးအောက်ခံအနီးခုတ်တောင်းကအဝခုတ်တောင်းဝါမှာစဝိုင်းမပါဘူးနော်ဟုတ်ပြီနော်ဒီမှာစေးတော့ဒီလိုဖွင့်လိုက်ကိုမဲပေးခြင်းတဲ့ပါတီနဲ့တန်းနဲ့ရှိနေတဲ့အကွက်ထဲမှာဝင်အောင်ထုရအောင်ဟုတ်ကဲ့တစ်ခါပဲထုရမှာနော်နှစ်ခါမရအောင်ချိန်နေကြမှာပဲရောက်နေလဲ Oh baby တချို့တွေက rave နေတယ်တချို့ကပျော်ပြနေတဲ့ BB တော့ main နေမယ်ထားလိုက်အသက်မပြည့်သူတွေဖြည့်လာပြီအဲ့နဲ့ဒီသမိုင်းကြောင့်ကိုဒိတ်လာပြီ Oh the chat တဲ့ဘွေရောက်စီတဲ့လာပြီပြီးဆောင်မတိုင်းပြီးပဲ date champion ရှင်းလို့နဲ့စပြီး get my go ပြင်းရတဲ့ပြလက်တဲ့ get my left ပြင်းရဒီမိုကရေစီကျွန်တော်ဘောတော့ငယ်လာမြင်ရစောင်းရတဲ့ကောင်းတဲ့ဝင်းချင်မလားချအစီချနာကုန်ပိတ်မရခဲ့မိညာနဲ့ရင်းနေတာထားမယ်အတိတ်ကရိတ်ပေါ်လေးပေါ်ချတယ်အမိုင်းကိုလာရှိကပုံပိတ်ထားမယ် Drink up when the town says Drink up when the town says Drink it down Don't you take out Ship yai nai yame Don't you take out Down when more gone down Down when more gone down Use and ya dwell Down when Jesusဒီလိုလိုအပ်တဲ့ရာဂိုင်းနှုန်းတွေကြော့ချက်မနေရအောင်ကျမကပြည်သူတွေကိုအကြံပြုမေတ္တာရပ်ခံချင်တာကတော့ NLD ရှင်ပြိုင်တဲ့နေရာတိုင်းမှာအောင်နိုင်ရေးကိုသာဥတည်ပြီးအင်တိုက်အားတိုက်ကျမတို့ပါတီကိုပဲမဲပေးကြပါမဲတစ်ခုချင်းဟာမဖြတ်နိုင်တဲ့တန်ဖိုးရှိပါတယ်